မင်္ဂလာပါရှင် review ပိုင်းငင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့စေဖတ်ဝင်တဲ့မိကြောင်ကွန်ဖတ်အပင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မိကြောင်ကွန်ဖတ်ကအရှေ့တောင်အာရှမှာဆိုလို့ရှိရင်မြန်မာချိုင်းလာအိုကမ္ဘောဒီးယားနဲ့အိန္ဒိယနိုင်ငံတွေမှာမူရင်းပေါရောက်တာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့အေယာဝတီတိုင်းကဲ့သို့လိုပဲဒီအောက်မြန်မာပြည်ပေါ့နော်ရေဝက်ဒေသတွေချောင်းနာမြောင်းနာနဲ့လယ်ကွင်းပြင်တွေမှာအများဆုံးတွေ့ရတတ်ပါတယ်မိကြောင်ကွန်ပတ်ဟာဆိုလို့ရှိရင်သူ့ရဲ့အစိတ်ဟာဒီမက်ဆီလိတ်လို့ခေါ်တယ်ပေါ့နော်အကြည့်အချွဲဓာတ်တွေအမြောက်အများပါဝင်ပါတယ်အေးဓာတ်ရှိပြီးတော့အယောင်ကိုကြားစေပါတယ်စီးရွှင်စေပါတယ်သွေးတန်းစင်စေတဲ့အာနိသင်ရှိပါတယ်အစိတ်ကိုရေစိမ်လိုက်မယ်ဆိုလို့ရှိရင်မိနစ်ပိုင်းအတွင်းမှာသူ့ရဲ့မူလအရွယ်အစားထက်အစပေါင်းများစွာပွားတက်လာပြီးတော့ဂျယ်လီတုံးလေးတွေလိုဖြစ်သွားပါတယ်ဒီဂျယ်လီဓာတ်ဟာဆိုလို့ရှိရင်ပေါ့နော်ခန္ဓာကိုယ်ထဲကအပူတွေကိုစော့ယူဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပါတယ်ဒါကြောင့်စီးပူစီးအောက်ဖြစ်တယ်ဆိုလို့ရှိရင်ချက်ချင်းသက်သာစေပါတယ်သုတေသနအချို့အရမိကြောင်ကွန်ပတ်ဟာဆိုလို့ရှိရင်အစွမ်းတတိတွေအများကြီးပါဝင်တာကိုတွေ့ရပါတယ်အန်တီအောက်ဆီဒန့်ဒီခန္ဓာကိုယ်ထဲကဆဲတွေပျက်စီးမှုကိုကာကွယ်ပေးတဲ့ဓာတ်တိုးဆက်ချင်ပစ္စည်းတွေပါဝင်ပါတယ်ကိုယ်တွင်ကိုပါအယောင်ကျစေတဲ့အာနိသင်ရှိပါတယ်အထူးသဖြင့်ကြောက်ကန့်ရောင်တာတွေအတွက်သုံးကြပါတယ်အရွက်နုတွေကိုတော့တိုးစရာအဖြစ်၎င်းဒါမှမဟုတ်ဟင်းကြိုချက်ပြီးတော့တောက်တာတော့၎င်းသုံးကြပါတယ်အနာပေါက်လို့ဆိုရင်တော့ကြိတ်ပြီးတော့အရွက်ကိုအုံပေးမဲ့ဆိုရင်အမြန်ဆုံးပြီးပေါက်စေပါတယ်အစစ်ကိုရေစိမ်လိုက်လို့ရှိရင်ပွာလာတဲ့အကြည့်အချွဲတွေထွက်လာတဲ့အခါမှာတကြားဒါမှမဟုတ်နိုးနဲ့ရောပြီးတော့တောက်ပေးလို့ရှိရင်ပေါ့နော်စီးရှင်ပြီးတော့အားကိုဖြစ်စေပါတယ်အမြင့်ကိုပြုတ်ပြီးတော့တောက်လို့ရှိရင်ကိုယ်တွင်အပူငြိမ်းစေပြီးတော့စီလန်ကြောင်ပိုးဝင်ခြင်းကိုတတ်တာစေပါတယ်မိကြောင်ကွန်ပတ်အစေးကိုရေစိမ်၍ထွက်လာတဲ့အကြည့်အချွဲတွေဟာအသားရည်ကိုဆိုပြေပြီးတော့အေးမြစေပါတယ်ဒီဟာကိုမျက်နှာမှာကပ်ပေးတာဆိုလို့ရှိရင်တော့အမဲဆက်တွေရော့ပါစေပြီးတော့အသားအရည်ကိုတင်းရင်းစေကြပါတယ်အခုခေတ်မှာဆိုလို့ရှိရင်တော့မိကြောင်ကွန်ပတ်မတ်တွေကိုထုတ်လုပ်လာကြပါပြီပြီးရင်တော့ liver protein ပေါ့နော်ဒီအသေးရဲ့လှုပ်ဆောင်ချက်ကိုအထောက်အကူပြုပြီးတော့အသေးကိုအစိတ်အတောက်တွေကနေပြီးကာကွယ်ပေးနိုင်တဲ့အာနိသင်ရှိတယ်လို့ယူဆကြပါတယ်အမျိုးသားတွေအတွက်ဆိုလို့ရှိရင်တော့အစိတ်ကိုနွားနို့တကြားတို့နဲ့ဖြတ်တောက်ရင်အမျိုးသားများအတွက်တောက်အားကောင်းစေပြီးကာမအာတိုခြင်းစတဲ့အာနိသင်တွေရှိတယ်လို့အရှိတိုင်းစေပညာတွေမှာဖော်ပြလေးရှိပါတယ်အကြည့်အချွဲဓာတ်တွေကအစာအိမ်နရံကိုအကာအကွယ်ပေးတဲ့အတွက်အစာအိမ်နာရှိသူတွေတောက်ပေးလို့ရှိရင်အနာတတ်တာစေပါတယ်ဝမ်းကိုလည်းချောမွေးစေလို့ဝမ်းချုပ်တတ်သူတွေအတွက်တဘာဝဝမ်းနှုတ်အပြော့စားဖြစ်ပါတယ်ကျေလက်ဒေတာတွေမှာဒီအပင်ကိုကျွဲနွားစာအဖြစ်လက်ကပေါ့နော်အသုံးပြုကြပါတယ်အပင်မှာပရိုတင်းဓာတ်နဲ့သတ္ထုဓာတ်အတော်အသင့်ပါဝင်လို့တိရစ္ဆာန်တွေကျန်းမာစေပါတယ်သတိထားရမယ့်ချက်ကတော့သွေးကြခြင်းရှိပါတယ်ဒီအပင်ဟာအေးဓာတ်အလွန်ကဲတဲ့အတွက်သွေးပေါင်ကျတတ်သူတွေကိုလက်အေးဆက်တတ်သူတွေဆိုလို့ရှိရင်တော့သတိထားသုံးစွဲရပါမယ်ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ဆရာဝန်ညွှန်ကြားချက်မရှိဘဲဆေးအဖြစ်အလွန်အကျွံမတောက်သင့်ပါဘူးမြေကြီးအကွဲကြောင်းတွေထဲမှာပေါက်တာဖြစ်လို့အဆေးကိုမသုံးခင်မှာဖုံနဲ့သဲဆင်အောင်သေချာတန့်ဆင်ဖို့လိုပါတယ်ကောင်းကျိုးအတွက်ဆိုရင်တော့ခန္ဓာကိုယ်အတွင်းအပူငြိမ်းစေပြီးဝမ်းမှန်စေတယ်သတိပြုရမှာကတော့အပင်ဟာအေးတဲ့ဓာတ်ရှိတဲ့အတွက်အေးပတ်တတ်သူတွေဗိုက်ပွားတတ်သူတွေဆိုရင်တော့အလွန်အကျွံမစားသုံးသင့်ပါဘူးရေစက်မှာပေါက်တဲ့အပြင်ဖြစ်တဲ့အတွက်ပေါ့နော်တန်ကောင်တွေဥရာတွေပါလာနိုင်တဲ့အတွက်မစားမိမှာစင်ကြယ်စွာစေကြောပြီးဒါမှမဟုတ်ကြက်အောင်ချက်စားရန်လိုပါတယ်မိကြောင်ကွန်ပတ်ဟာဆိုလို့ရှိရင်တော့စိုက်ပျိုးရလဲကိုတဲ့အပင်ဖြစ်ပါတယ်မြေမျိုးအစားရေထိန်အားကောင်းတဲ့ရွှွန့်စည်းမြေဒါမှမဟုတ်နုံမြေကိုကြိုက်နေတတ်ပါတယ်မျိုးပွားခြင်းအစစ်ကိုကျွဲပြီးတော့ဒေါ်လာကောင်အကိုင်းဖြတ်ပြီးတော့ဒေါ်လာကောင်စိုက်လို့ရပါတယ်
မိုးဦးကာလတွေမှာစိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပါတယ်။ရေကိုကြိုက်တဲ့အပင်ဖြစ်သဖြင့်မြေအမြဲတမ်းဆိုစွနေအောင်လို့ဂရုစိုက်ရပါမယ်။နေရောင်ခြည်ဓာတ်ရိုက်ရရှိတဲ့နေရာတွေမှာပို့ပြီးတော့ဖြစ်ထွန်းပါတယ်။ရိတ်သိမ်းခြင်းဆိုလို့ရှိရင်တော့အပင်သက်တမ်း3လခန့်ရှိပြီဆိုရင်အရွက်နဲ့အစေးတွေကိုစတင်ရိတ်သိမ်းနိုင်ပါပြီ။သိမ်းဆဲပုံကတော့အစေးကိုရိတ်သိမ်းပြီးရင်နေပူလန်းပြီး6သွေးအောင်လုပ်ပါပြီးရင်လေလုံနဲ့ဘူးထဲမှာသိမ်းထားရင်တစ်နှစ်ပတ်လုံးအသုံးပြုလို့ရပါတယ်။အစိုးဓာတ်ထိသွားရင်မှုတ်တက်လေတဲ့အတွက်ဂရုစိုက်ရပါမယ်ရှင်။ဒီအပတ်ကတော့တင်ဆက်ပေးတာဒီလောက်ပါပဲရှင်။နောက်အပတ်တွေမှာဘယ်လိုမျိုးတင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။